ဒီဓာတ်ပုံလေးကြည့်လိုက်တဲ့နဲ့တကယ်ချင်းတို့အကုန်လုံးသိမှာပါ28ရက်မတ်လမှာငလင်လှုပ်သွားတဲ့ထိုင်လန်တိုက်တစ်ခုရဲ့မြင်ကွင်းဖြစ်ပါတယ်ဒီကိုကြီးကဘလောက်လောက်ကြောက်လို့ဘလို့ခံစားရမလဲဆိုစဉ်းစားလို့တော့မရဘူးဒါပေမဲ့သူ့ရဲ့တုတ်ပြန်ချက်တော်တော်ကိုလေးစားဖို့ကောင်းပါတယ်ဒါကတော့ငလင်ကြားမှာအလှုပ်လှုပ်ခဲ့ရတယ်ထိုင်လန်ဘရာသာရဲ့ဗီဒီယိုဖြစ်ပါတယ်ဘလောက်လောက်ကြောက်ဖို့ကောင်းတယ်မျိုးပဲမြည်ပဲဒီလိုချင်းမျိုးဘလို့တော့ခံစားသူရဲ့ public post တင်လာတာအမတန်လေးစားဖို့သူ့လေးစားလို့သူ့စာလေးချက်ဖက်ပြအလင်းချမ်းမှာမတ်မတယ်လက်ပုတ်တူပုံကြောင့်မီဒီယာကြားရောက်ရှိပါတော့တင်လာတဲ့စာသားနဲ့ခိုင်ကြီးကျဲကိုမလေးစားမှမနေနိုင်အာနာဇာနဲ့ပဲပြောပြရစီ3ရက်28လ2025မှာမင်းလုပ်ပြီးကျွန်တော်တို့အလုပ်မှာကြုံတွေ့ရတဲ့ဖြစ်ပျက်လေးနဲ့ပတ်သက်ပြီးတော့တက်တော့ Facebook မှာသူစိတ်ဝင်စားခြင်းခံရတာကျွန်တော်သိပါတယ်ကျွန်တော်လည်းဘေးကင်းကြောင်တင်ပြီးပါပြီအဲ့ဒါနဲ့ပတ်သက်ပြီးစိတ်ပူပေးတဲ့ညီကိုမောင်နှမတွေလည်းကျေးဇူးတင်ပါတယ်အင်တာဗျူးကိုတောင်းဆိုတာတွေလည်းရှိပါတယ်ကျွန်တော်တတိကိုယ်တိုင်ကလည်းထိုင်းအင်တာဗျူးကိုအဆင်ပြေလာမေးပါသေးတယ်ဒါပေမဲ့ကျွန်တော်လက်မခံခဲ့ပါဘူးထိုင်းရောက်ရွှေ့ပြောင်းမြန်မာပြည်သူပြည်သားတွေလည်းဘောလို့အများကြီးရတဲ့ပြည်တွေကိုလည်းလာမေးနေကြပါတယ်ကျွန်တော်တကယ်ချင်းကိုလည်းမေးလို့ရပါတယ်တကယ်ချင်းတယောက်ဖြစ်ရင်လိုလောက်ပါပြီကျွန်တော်လက်မခံဘူးဆိုတာကလည်းကျွန်တော်တူတယောက်တည်းဒီဖြစ်ပျက်ကိုခံစားလိုက်ရတာမဟုတ်ပါဘူးကျွန်တော်လည်းဘေးကင်းစွာရှိနေပြီဆိုတာသိရင်တော်လောက်ပါပြီမြန်မာပြည်ကပူဆွေးတော့ကရောက်နေတဲ့အချိန်ကျွန်တော်မဟုတ်တဲ့အချိန်တွေနဲ့ကျွန်တော်အချိန်ကုန်ခံနိုင်ပါဘူးမြန်မာပြည်ကလိုအပ်နေတဲ့နေရာတွေကိုတတ်နိုင်တော့ကိုယ်ကြီးထောက်ပံ့စေချင်ပါတယ်အားပေးချင်ပါတယ်ကျွန်တော်ဖုန်းနံပါတ်ကိုဒီတလုံးနဲ့ပုံမှန်ခဏ